阿罗明啦吧，人家提到哦，刚说破上辈的，皮尔去记住了个，突然起码嘛嘞，皮尔去那么罗大于蹦极巴士，那么没睡眠阿罗皮尔去他妈刚去卡萨加巴士喽，那困塞巴嘞，前年个也在开嘛，皮尔去那个巴多个都管理来加巴苏，第个呢来来嘞，张爷爷刚说个，边上个皮尔去收啥钱皮巴嘞。ကပောကြခန်းကြီး20အပိုင်းငယ်တစ်မှ4ကိုဖတ်တဲ့အခါမှာအပြာကိုဘုရားခင်ဆိုစားတယ်ဆိုတဲ့အကြောင်းကိုရေးထားတာတွေ့ရပါတယ်အသက်တာယာပြည့်မရလာတဲ့တူတီတော်သားကိုမောရီတောင်ပေါ်မှာတွားပြီးမှယိပလင်ကိုတီးပြီးမှမိရှုရာယိပူဆော်ဖို့ဘုရားခင်ကအပြာကိုပြောနေတာဖြစ်ပါတယ်အပြာထိုတို့ပြောတဲ့အခါမှာလူအနေနဲ့စဉ်းစားရင်အဖက်ဖက်မှာဝန်းနေเสียကြေကွဲเสียဖြစ်ပါတယ်သို့တော့အပြာကဘုရားခင်ကိုယုံကြည်တော်သူဖြစ်တယ်အာမင်အပြာကဘုရားခင်ကိုယုံကြည်တော်သူဖြစ်တယ်ဆိုတာဘုရားခင်ကိုယ်တိုင်သိတယ်ကျွန်တော်ကျမတို့ကဘုရားကိုယုံကြည်တော်သူဖြစ်တယ်ဆိုတာဘုရားသိနေပါသလားစေချင်ကြပါစို့ဘုရားခင်ကအပြာကိုတူတီတော်သားဣဇက်မောရီတောင်ပေါ်မှာမီးရှို့ရာရည်ပူဆော်ဖို့ဘုရားခင်ခိုင်းတဲ့အခါမှာဝန်မလေးပဲနဲ့နည်းနည်းဆောထားပြီးမှသူ့သားကိုမီးရှို့ရာရည်ပူဆော်ဖို့ပြင်ဆင်တယ်ဆိုတာတွေ့ရတယ်ပြင်ဆင်ပြီးမှသူ့သားနဲ့တကွထင်းတွေနဲ့မီးတွေနဲ့တပိတော်တွေနဲ့တခါပဲခရီးထွက်တယ်ဆိုတာတွေ့ရပါတယ်3ရက်မြောက်သောနေ့မှာမြင်နေရတဲ့မော်ရီတောင်ကိုတွားရမှာဖြစ်ပါတယ်ကိုယ့်ရဲ့သားအသက်တရားမှရလာတဲ့သားကိုပူဇော်ဖို့3ရက်4ရက်ခရီးတွားရတဲ့ဆိုတာမနေဘူးလူအနေနဲ့စဉ်းစားရင်ဒါပေမဲ့ဘုရားခင်ကိုအဗျာဟံကယုံကြည်တော်သူဖြစ်ပါတယ်အာမင်အဗျာဟံကဘာကြောင့်တူတီတော်တာဣဇက်ကိုပူဇော်ရဲတယ်လဲဆိုရင်ကျွန်တော်တို့ဟေဘရဲအခန်းကြီး7အပိုင်းငယ်7-8ကိုဖတ်တဲ့အခါမှာကောင်းကောင်းတွေ့ရပါတယ်အဗျာဟံဒီဆိုစားတော်မူခြင်းကိုခံရသောအခါယုံကြည်ခြင်းအဖြစ်ဣဇက်ကိုပူဇော်၏ဣဇက်၌တာတေအမျိုးတည်လိမ့်မည်ဟူသောဗျာဒိတ်တော်မှစ၍ဂတိတော်များကိုခံရသောသူသည်မိမိ၌တယောက်တည်သောထိုသားကိုပူဇော်၏ထိုတို့ပူဇော်သောအခါတေချင်းမှထမြောက်စေခြင်းကဘုရားတတ်နိုင်တော်မူသည်ကိုသူသည်အောက်မေ့၏ထိုသားကိုပုံစကားအဖြစ်တေချင်းထက်ကရ၏ဘုရားခင်တို့ပါတော်အဖြစ်အလောပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေဒီနေရာမှာဘယ်လိုဖော်ပြတယ်လဲဘုရားခင်ကအဗျာဟံကိုဆုံစားတဲ့ခါမှာအဗျာဟံကတူတီတော်သားကိုပူဇော်တယ်ဣဇက်အဖြစ်တာလေတဲ့အမျိုးတည်လိမ့်မယ်လို့ဂတိတော်ခံရတဲ့သူဖြစ်တဲ့အဗျာဟံကဘုရားခင်ပူဇော်ပါလို့ပြောတဲ့ခါမှာသူပူဇော်ရဲတယ်ဘာကြောင့်ပူဇော်ရဲတယ်လဲဆိုတဲ့စကားလုံးကိုဒီမှာတွေ့ရပါတယ်တေချင်းမှထမြောက်စေခြင်းကဘုရားခင်တတ်နိုင်တော်မူသည်ကိုသူဒီအောင်မေ၏ငါသားကိုငါတတ်ပြီးမှပူဇော်ပေမဲ့ဘုရားခင်သားကိုတဖန်ရှင်ပြန်ထမြောက်ခြင်းအခွင့်တကောကိုပေးနိုင်တယ်ငါသားကိုရှင်ပြန်ခြင်းဘုရားလုပ်နိုင်တယ်ငါတတ်လိုက်ပေမဲ့ဘုရားခင်ကအတိတ်တဖန်ရှင်ပြန်အောင်လုပ်နိုင်တယ်လို့သူယူကြည်တာဖြစ်ပါတယ်အာမင်ဒါကြောင့်သူသားတယောက်ထဲကိုသူပူဇော်ရဲတာဖြစ်ပါတယ်ပြီးတော့သူသားတယောက်ထဲကိုဘုရားခင်စီမှာပူဇော်ရဲတဲ့အချိန်မှာအဗျာဟာကဘယ်လိုတွေးတော်တယ်လဲဘယ်လိုစိတ်ချင်တယ်လဲဆိုတာကိုယောမအခန်းကြီး4မှာတွေ့ရပါတယ်ယောမအခန်းကြီး4မှာတွေ့ရပါတယ်
Gadi Tado Mudo to the Gadi do a time that night do Mudigo, say Swellali. Payat got easy up hitale. They a mutile melo Gadido Pelelua, Togadido a time piso sena do to her Payabe Pidelo Abiaha Yujida Pide. That John Piat Kinga, Abiahago, Pioma do to Ulo Tamara Pipare. The Mamma Simia, General Chomaro go Piat Kinga, Baso Sanitale. General Chomaro go Piat King Sonsani Daga, General Chomaro are Pin, Piaburo Tinsabo Pide. Amen. General Chomaro County Cansado to Pibo Pipare. Abiaha go Piat King Sosara, Bajanle, Abiaha go Piat King Chimiabo Pipare. Abiaha go County the cool now the cool paybo Pipare. Is a api a mutile melo cadido pedinitu. The gebe is a api a muti kebare. Dajon Abrahaga tokedo puzo yedetu. Tokedo ye lo yedetu. Pierre Kiboma Yuji Sechado to Pire Dojo. Gaba Boma Yuji Chin Pakin Pilayabare. Chido the Mamisimia. General Tomato Gule, Piatkin Baso Sanidale. Pierre can so say, look kind of Yago, ye, Yuji Chin Apita, Los on Jabaso. Janayado to Alobo, Pierre Conji Pibasi. Amen.